င်းစဉ်လေးတိုင်းလူမိုက်တခိုးချိုးစီးပွားတိုးဆိုတဲ့ခေတ်ဖြစ်နေပြီဗျာနော်ခေတ်ပြက်ကြီးထဲမှာလူဖြစ်နေရတဲ့ကျွန်တော်မျိုးတွေအားလုံး fighting မှာကျွန်တော်လုပ်ပေးနိုင်တာကတော့ဒီခေတ်ပြက်ကြီးရဲ့အခြေအနေတွေကိုမိမောင်းထိုးပြမယ်ဗျာနော်ကောင်းမွန်သောအာဏာပိုင်တွေအရာရှိတွေနော်ခေါင်းဆောင်တွေအနေနဲ့တွေ့ရင်အရေးယူပေးကြပါပြည်သူလူထုဘဝတွေစာနာပေးကြပါလို့ပြောချင်တာဒါဒီဘက်ကျွန်တော်အနေနဲ့မျှော်လင့်ချက်လေးနဲ့ကျွန်တော်ပြောနေရခြင်းဖြစ်ပါတယ်ကတ်ဆိုင်နေရတဲ့ကတ်ဆိုင်နေတယ်စစ်မှုထမ်းကြီးကတ်ဆိုင်နေတဲ့နေရာတွေရှိတယ်နော်ပေါ်တာဆွဲတာတွေကတ်ဆိုင်နေတဲ့နေရာတွေရှိတယ်လူစိုးလူမိုက်ကတ်ဆိုင်နေတဲ့နေရာတွေရှိတယ်အားလုံးကကတ်ဘေးကြီးဟာဆိုင်တယ်အဲ့တော့မင်းစိုးမင်းညစ်ကတ်ဆိုင်နေလို့ပြောလို့ရတော့နော်အဲ့ဒီမှာအမှန်တရားကိုထုတ်ဖော်ပြောဆိုရတဲ့သူတွေလည်းဆွဲစီခံရတယ်စိတ်မကောင်းစရာတော့ကိုကျော်မျိုးမင်းဆွဲစီခံရတယ်နော်ကိုကျော်မင်းဆွဲစီခံရပါတယ်အဲ့တော့သူကတော့ဆွဲစီခံပြီးတော့နောက်ထပ်တစ်ယောက်တော့လွတ်လာပြီကိုရွှေမျိုးဝင်းတော့လွတ်လာပြီလို့ကျွန်တော်သတင်းရရှိတယ်ဗောနော်အဲ့တော့ကိုရွှေမျိုးဝင်းလွတ်လာပြီအဲ့တော့တယောက်ထွက်လာတော့မှဟုတ်လားနေရာလွတ်သွားလို့ထင်ပါတယ်အထဲမှာလဲတကယ်တမ်းပြောနေဆိုနေတဲ့သူတွေအကုန်လုံးအချုပ်ထဲထည့်ထားတယ်အထဲမှာနေရာလေးတွေလွတ်သွားလို့ထင်ပါတယ်တယောက်လွတ်သွားတာတယောက်ဆွဲစီးပလိုက်တယ်တော်တော်လေးလက်တက်နိုင်တယ်ခစ်ကြည့်ပါလားဗျာနော်အမှန်တရားကိုမပြောရတဲ့ခစ်ပုတ်ခါတီးခါလေးတောင်ပြောလို့မရတဲ့ခစ်စောင်းလို့တောင်မရတဲ့ခစ်ကြီးကတော်တော်ဆိုးနေပါပြီဗျာနော်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေအဲ့တော့ကျွန်တော်ပထမဦးဆုံးအနေနဲ့စစ်မှုထမ်းပေါ်တာဆွဲတယ်ပေါ့ဗျာနော်ပေါ်တာဆွဲတာကတ်ဆိုင်နေတဲ့ခစ်ကြုံနေရတော့ပေါ့အဲ့ဒီကတ်ဘေးကြီးကြုံနေရတဲ့ဒေသကိုတခုအရင်ပြောမယ်ဗျာနော်ပဲခူးတိုင်းနတ်တလင်းအရှိဘက်ကရွာတွေကတ်ဆိုင်နေပါပြီတဲ့ကတ်ဘေးကြီးဆိုင်နေဘာကတ်များလဲမှလဲဆိုလို့ရှိရင်ပေါ်တာကတ်ပေါ့ဗျာပေါ်တာကတ်ဘေးကြီးဆိုင်နေတယ်ဥပုပ်ကုန်းပါဗျာနော်အာတုဘချလို့တွင်းတူးနေတွင်းတူးနိုင်သေးတယ်ဆိုတဲ့ခါကျလူငယ်တွေဆိုလို့ရှိရင်ဒါဆွဲမှာဆိုလို့အဖိုးကြီးသွားတူးတာပါအသက်60ကျော်တွေနော်သွားတူးကြတာတွင်းတူးပြီးတော့အာတုဘလေးသွားချပြီးပါရဲ့အေးပေါ့အသက်ကြီးရွယ်တွေဆိုတဲ့ခါကျတော့လဲဒါတေချင်းတရားကိုသူတို့နားလေတဲ့အဲ့တော့အသက်ကြီးရွယ်ဦးမှမဟုတ်ပါဘူးတေချင်းတရားကတော့ကျွန်တော်တို့ငယ်ရွယ်တဲ့သူတွေပဲဖြစ်လူလက်ပိုင်းတွေပဲဖြစ်ကြီးငယ်မျိုးအကုန်လုံးကတော့ရင်ဆိုင်ရမှာပါပဲအဲ့တော့ဖိုးကြီးတွေတွင်းတူးနေတွင်းတူးတာကိုဆွဲတယ်ဗျာနော်3ယောက်ကိုဆွဲတဲ့ခါကျတော့ကျွန်တော်တို့အသက်က60ကျော်နေပြီလေအားလည်းခင်ဗျားတို့စစ်မှုထမ်းဆွဲလုံးနဲ့ပဲလားဆိုတဲ့ခါကျတော့ဟေးဆွဲတယ်ဟာတယ်တို့ကအသက်60အထိဆွဲမှာ65အထိဆွဲမှာအဲ့တော့60ကျော်လောက်နဲ့လာမပြောနဲ့နားထားလိုက်ဆိုတဲ့ပုံစံမျိုးဖြစ်နေတွင်းမြအကုန်ဆွဲနေရလဲတော်တော်စိုးပါတယ်ဗျာနော်အဲ့ဒါအတုဘဆိုတဲ့ခါကျတော့ဗျာဟိုအသက်မပြည့်သေးတဲ့သူလည်းပါလာပေါ့အသက်မပြည့်တဲ့သူကြတော့360တောင်းလာဓမ္မငယ်ရွာမှာကုန်ပြီတဲ့လက်တလင်းကကျွန်တော်တို့မျိုးပါဓမ္မငယ်ရွာမှာလည်းကုန်ပြီလက်နက်ကြီးကတာရုကုန်းရွာမှာလည်းအခုချိန်ထိတာရုကန်ရွာမှာအခုချိန်ထိထိုင်ချလာတက်ထိုင်ချလာတယ်ထင်ပါနော်အဲ့တော့ကပ်ဘေးကြီးစိုက်နေတယ်ပြည်သူတွေခင်ဗျာမှာအသက်ကြီးလည်းမလွတ်အသက်ငယ်လည်းမလွတ်အသက်မပြည့်တဲ့သူကြသူတို့နည်းနည်းလေးညှိနှိုင်းနိုင်လေးရလို့ကြားသိရတယ်အဲ့တော့360တောင်းတယ်တဲ့360တောင်းတော့320နဲ့ကျွန်တော်တို့ညှိပေးပါတဲ့ခြံလေးဝိုင်းလေးရောင်းရင်တော့ကျွန်တော်တို့ခုပေါင်ရင်တော့မဟုတ်နော်ရောင်းရင်လည်းဘယ်သူမှဝင်နိုင်မှာမဟုတ်ပေါင်ရင်တော့320လောက်ရမှာပါအခုစံမျိုးပေါ့နော်အဲ့တော့320နဲ့ပြည်လေသွားလို့အသက်မပြည့်သေးတဲ့လူတွေလွတ်လာတယ်အဲဒါကကျွန်တော်ကပ်ဘေးကြီးပေါ့ဗျာနော်မြန်မာပြည်သူတွေရင်ဆိုင်နေရကပ်ဘေးကြီးဘလို့နိုင်ငံမျိုးမှာဘလို့တွေကျွန်တော်တို့ဘလို့တွေလူဖြစ်နေရလဲကိုကျွန်တော်တို့နားလေရခက်နေပြီနော်အဲ့မှာခင်ဗျားတို့ရဲ့ဘဘကြီးကျွန်တော်တို့ရဲ့ဘဘကြီးဦးမင်းအောင်နိုင်ကတော့ပြုံးဖြီးဖြီးနဲ့သူ့ကိုယ်သူကောင်းတော့မယ်ပြည်သူလူထုကတော့ကပ်ဘေးတွေစားရလို့နော်မျက်ရည်ပေါက်ကြီးငယ်တွေကြာလို့ဘဝတွေပြက်လို့ကိုကျော်မျိုးမင်းပါသွားပြီဆိုတော့ဟုတ်ပါတယ်ပါသွားပါပြီအဲ့ဒါကတခုပေါ့ဗျာနော်နောက်ထပ်ကပ်ဘေးဆိုင်မှုဆိုပို့ဆိုပါလေဒါရန်ကုန်မှာပေါ့နော်ရန်ကုန်မှာပဲဖြစ်တာရန်ကုန်မှာတင်မှာပေါ့နော်အဲ့တော့2ယောက်3ယောက်လောက်အနိုင်ဆုံးအဖွဲ့ဆွဲပြီးအဖွဲ့စုပြီးသွားပါတွေ့လို့ရုပ်ဆိုရင်ပြန်ရိုက်ပါပြန်ထုပါခင်ဗျားတို့အဲ့မှာပြန်မထုတော့ဘူးဆိုရင်ခင်ဗျားတို့ပါသွားမယ်ပါသွားနေရာမှာပြန်ထုရင်ထုမထုလို့ရှိရင်တော့ခင်ဗျားတို့အခြေတန်းရောက်လို့ရှိရင်တော့ခင်ဗျားတို့ဘဝတွေမသေးချဘူးပေါ့ဗျာနော်အဲ့တော့ပြန်ရိုက်ပြန်ထုလို့တရားရုံးမှာရင်ဆိုင်ခင်ဗျားတို့အမှုမရှုံးစေရအောင်တော့မရှုံးခင်ဗျားတို့လာဆွဲတဲ့သူတွေကဘာကောင်နေမှမဟုတ်ဘူးစစ်တပ်ကနေလက်ထောက်ချထားတဲ့သူတွေဒီလူတွေဆွဲတာဆွဲတဲ့အခါမှာဒီလူတွေကိုခင်ဗျားတို့ပြန်ရိုက်ရင်ရိုက်မရိုက်လို့ရှိရင်တော့ခင်ဗျားတို့ပါသွားမယ်ပါသွားရင်ခင်ဗျားတို့စုဆောင်ရေးကိုပို့မယ်စုဆောင်ရေးမှာချုပ်ထားမယ်ချုပ်ထားပြီးခင်ဗျားတို့မှာထမင်းတွေဖြစ်တယ်လို့ခင်ဗျားတို့ကြွေးမှာပေါ့ဗျာနော်ကြွေးမယ်ကြွေးပြီးတော့လို့ရှိရင်တော့ခင်ဗျားတို့ကို
ရှင်းနှမ်းပို့မယ်ရှင်းနှမ်းရောက်တော့ဒီပေါ့ရှင်းနှမ်းရောက်သွားတဲ့တော်များတည်ဆုံးကြတာများတာဘူးเนาะအဲ့တော့ခင်ဗျားတို့တွေအဲ့ချိန်မှာပြန်မရိုက်ထားရင်ခင်ဗျားတို့ဒုက္ခရောက်မယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့လူငယ်တွေညဘက်ပြင်ထွက်တဲ့ခါမှာတယောက်တည်းမထွက်ပါနဲ့เนาะတယောက်တည်းမသွားပါနဲ့ရုပ်လုပ်လို့ရှိရင်ရိုက်ပါပြန်ပြီးတော့ခင်ဗျားတို့ရင်ဆိုင်ပါမရင်ဆိုင်ပဲပါသွားလို့ရှိရင်ကျွန်တော်ခင်ဗျားတို့သတိပေးထားတယ်เนาะသတိပေးထားတယ်ဘာအကောင်ပဲဖြစ်နေဗျာဝေတရားနောက်ရှက်မှုဆိုတာမရှိဘူးစိတ်ချဘာကြောင့်လဲဆိုတော့ခင်ဗျားတို့အဲ့ဒီမှာရိုက်လိုက်လို့ရှိရင်ခင်ဗျားတို့ရဲစခန်းရောက်ရင်ခင်ဗျားတို့အမှုရှင်ခွင်းလုံးကျွတ်လွတ်တယ်ဒီလိုဒါမျိုးဆွဲပိုင်ခွင့်မရှိဘူးနော်ရဲဖမ်းပိုင်ခွင့်မရှိအခုမြန်မာနိုင်ငံမှာအခြေခံဥပဒေနဲ့အုပ်ချုပ်နေတဲ့အစိုးရပေါ့ဗျာနော်ဒီမိုကရေစီအစိုးရဖြစ်နေပြီအဲ့တော့ဒီမိုကရေစီအစိုးရဖြစ်နေပြီပေါ့ဗျာနော်ဒါလေးကိုကွက်ပြီးယူပြီးတော့ဟိုမှာအဲ့ဒီခင်ဗျားတို့တော်လိုင်းဘက်ကလည်းလှုပ်ရှားကြအောင်မယ်ဒါမျိုးလေးစကားပြောလိုက်လို့ရှိရင်အဲ့မိနစ်စက္ကန့်20စာလို့10စက္ကန့်စာလို့ယူပြီးတော့နော်ယူပြီးတော့ကျွန်တော်ဝါဒတွေပြန်ဖြန့်လိုက်မယ်တော်တော်ဆိုးပါတယ်နော်ခင်ဗျားတို့ကလည်းခင်ဗျားတို့ပဲအဲ့တော့ငါထားပါခင်ဗျားတို့ရန်လည်းကြောက်ရတယ်ကျွန်တော်မှပြောတာပြောကျွန်တော်ကိုပြောလိုက်ပါလဲဆိုတော့ဗျာကိုစီကိုတိုက်ခိုက်ဖို့ဆိုတာကျွန်တော်လူစိုးဖြစ်ဖို့တော့အဲ့လိုမျိုးလေးတွေနဲ့လှုပ်ရှားနေ2000ထွာညံနေရလဲရှိတယ်နော်အဲ့တော့လည်းကျွန်တော်မစိုးရင်ရသေးတယ်အဲ့တော့မြန်မာပြည်မှာဘယ်လိုပဲဖြစ်နော်အခြေအနေကတော့အခြေအနေပေါ့အခြေအနေ level နဲ့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုရင် formal level မှာကဘာတွေဖြစ်နေဆိုတော့အခြေခံဥပဒေနဲ့အုပ်ချုပ်နေပြီခင်ဗျားတို့ပြောဆိုပိုင်ခွင့်ရှိနေပြီအဲ့တော့တကယ်တမ်းတရားရုံးမှာရှင်းလို့ရှိရင်ခင်ဗျားတို့ formal level နဲ့ရှင်းရမှာအဲ့ကြောင့်မလို့ခင်ဗျားတို့ကိုလာဆွဲတယ်ဟဲ့ဆိုရင်ဘာလုပ်ရမလဲပြင်ထုကိုပြန်ထုဖို့မမေ့နော်အဲ့တော့ပြန်ထုဘာကြောင့်လဲဆိုတော့ခင်ဗျားတို့မှာဥပဒေကိုထောက်ပြီးတော့ပြန်လွတ်အောင်လုပ်လို့ရတယ်ခင်ဗျားတို့ရဲ့တထေးပဲဖြစ်ရှင်းနေပဲဖြစ်ပြန်လိုက်ပြီးခင်ဗျားတို့ရအောင်ထုတ်လို့ရတယ်အေးပါသွားပြီဆိုထုတ်လို့မရတော့အဲ့ဒီထဲမှာတခါလဲကိုပိုင်နံပါတ်ကြပြီဆိုဘာမှထုတ်လို့မရတော့အဲ့လိုမျိုးထုတ်လို့မရပဲအစွဲခံရသူတွေဒုနဲ့ဒီအများကြီးပါပဲနော်အများကြီးပါပဲပြန်ထုမှာစိတ်ချအကောင်းပြန်ပြီးခင်ဗျားတို့ပြန်ထုဖို့မမေ့နဲ့နော်ပြောထားပြီးသားပြီးတော့ကျွန်တော်အဲ့တဲ့နေပြန်ရတယ်ဗျာစိတ်မကောင်းဘူးတချို့လင်မယားနှစ်ယောက်မင်္ဂလာဆောင်တော့မယောက်ျားအဆွဲခံရတယ်လင်မယားနှစ်ယောက်ပေါ့ဆိုတော့ချစ်သူနှစ်ယောက်မင်္ဂလာဆောင်တော့ဗျာနော်ကောင်လေးအဆွဲခံရတယ်ချစ်သူနှစ်ယောက်ခိုးပြေးလာပါရဲ့ကောင်မလေးကိုထားပြီးကောင်လေးကိုဆွဲသွားတယ်နော်အဲ့လိုမျိုးမြင်တဲ့ခါမှာကြားတဲ့ခါမှာကျွန်တော်လုံးဝကျင်နေမကောင်းဘူးအဲ့တော့ခင်ဗျားတို့မှာဥပဒေပေါင်းတွေကတရားဝင်ပြန်ထုလို့ရတယ်နော်ပြောထားပြီးသားပြန်ထုပြန်ပြင်းဖို့မမေ့နဲ့သွားရင်တယောက်တည်းမသွားနဲ့3ယောက်သွားဒါဖြစ်ရလေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြမယ်သူကအပြင်ထွက်သွားတယ်ပေါ့ကျွန်တော်ပြင်ထွက်သွားတော့သူ့ကိုလာပါအောင်ပေါ့မင်းဘယ်သူလဲပါလဲပေါ့ခေါ်တဲ့ခါမှာသူကဖြေတယ်ကျွန်တော်ဘယ်သူပါပေါ့ဖုန်းတွေပါစစ်တော့သူသဘောရိုးပဲစစ်ပါပေါ့လွတ်ပေးတယ်စစ်တော့အဲ့တော့ပေးစစ်တော့ဘာမှမရှိတော့ဟုတ်ပြီတဲ့လိုက်ခဲ့ပါအောင်ဆိုခေါ်သွားတယ်ခေါ်သွားဘယ်ကိုခေါ်သွားလဲဆိုတော့စုဆောင်ရေးကိုခေါ်သွားတယ်မင်္ဂလာတုံခေါ်သွားတယ်မင်္ဂလာတုံခေါ်သွားတဲ့ခါမှာဘုံမှုဟောင်းတယောက်ရောက်လာနော်ဘုံမှုဟောင်းတယောက်ရောက်လာပြီးတော့သူတို့ကိုအဲ့ဒီစုဆောင်ရေးအဲ့ဒီသူတို့လာဆွဲသွားတဲ့ကောင်တွေကဘာမှမဟုတ်ဘူးဘာကြောင့်ဆိုသူတို့ကထိုးကျွေးခံတယ်ထိုးကျွေးခံနေဆိုတာကစစ်တပ်ကလက်ထောက်ချထားတဲ့တနည်းအားဖြင့်ရရှိတွေကအဲ့လက်ထောက်ချထားတာအကယ်တခုခုဝုန်းတိုင်းဖြစ်ရင်ဒီကောင်တွေချုပ်လိုက်ဒါမျိုးလက်ထောက်ချတဲ့သူဒါမျိုးကောင်တွေထုလို့ရတယ်ဘာကြောင့်ဆိုတော့ခင်ဗျားတို့သူတို့ကပိုက်ဆံရလို့လုပ်နေတာခင်ဗျားတို့ကဘာလုပ်လဲခင်ဗျားတို့ပြန်ထုဖို့လိုတယ်နော်ပြန်ထုပြန်ပြေးဖို့လိုတယ်ပြီးတော့လို့ရှိရင်တော့ခင်ဗျားတို့အဲ့ဒီအဖြစ်ရလေးမှာဆိုလို့ရှိရင်တော့စူဆောင်းရေးရောက်တယ်စူဆောင်းရေးမှာသမင်းတွေကျွေးတော့ဗျာနော်ကျွေးပြီးတော့တခါတည်းဘယ်ကိုရောက်သွားလဲဆိုရင်အင်းတကောဆက်ရန်ရတက်ကိုသူတို့ပို့လိုက်ပါတယ်နော်ပို့လိုက်တဲ့ခါမှာဘုံမှုဟောင်းတယောက်အငိမ့်စားလို့တော့ပြောတယ်ပေါ့ရောက်လာပြီးတော့380နဲ့ဒီကောင်တွေဈေးဆိုင်ထားလိုက်တယ်နော်380နဲ့ဈေးဆိုင်ထားလိုက်ဆိုတော့ဈေးဆိုင်ထားတယ်အဲ့မှာချုပ်ထဲမှာထည့်ထားတယ်ပေါ့အဲ့ဒီမှာလူက2မျိုး3မျိုးရှိတယ်ဗျပြေးမယ်လို့သူတို့ထင်ရတဲ့သူတွေကိုတော့ထိတ်တုံးခတ်ထားတယ်2ယောက်တူခတ်တယ်မပြေးဘူးလို့ထင်ရတဲ့သူတွေကိုတော့သူတို့ဒီတိုင်းထားတယ်ဘာကြောင့်ဆိုတော့လူကအများကြီး45ယောက်လောက်ရှိတာပေါ့နော်အကုန်လုံးလည်းသူတို့ချိန်တုံးမခတ်နိုင်အဲ့တော့အဆောင်က9ယောက်လောက်နဲ့ထားတဲ့အခါကျတော့အဲ့ဒီစခန်းကိုအဲ့မှာရှိနေတဲ့အထက်ကလူတွေကပြန်ထုပါလေရောပြန်ပြင်းကြပါလေရောနော်တော့ဖွင့်တတ်တဲ့သူတွေပါလာတာဟုတ်သူတို့သွားပြီးတော့ဆွဲလာဒီမှာကောင်းတဲ့သူလည်းဆိုရှိတယ်လားဟိုဘယ်လိုခေါ်မလဲဆိုတော့ဖွင့်ကျွမ်းကျင်တဲ့သူတွေလည်းပါလာတော့အဲ့လိုမျိုးတွေပါဝိုင်းပြန်ထု9ယောက်လုံးဘာမှလုပ်လို့မရတော့အကုန်လုံးထွက်ပြေးလာတာပြန်မိရသူလည်းမိတယ်မနက်ကနေပြီးည9:00နာရီထိသူတို့ပြေးလိုက်ရတယ်အဲ့တော့သူတို့မှာတော့တခုပဲရှိတာသူတို့အချင်းပြောတာငါတို့ဒီမှာပြေးရင်လည်းတေကောင်းတေနိုင်တယ်ဒါပေမဲ့ဖမ်းခံကောင်းဖမ်းခံရနိုင်တယ်ဒါပေမဲ့ရှင်းတန်းရအောင်တေမှာဆိုတော့သူတို့မှာအကြောက်ရွံ့မှုရှိတယ်အဲ့တော့ငါတို့ဘာလုပ်မလဲအကောင်းဆုံးလုပ်နေရတော့အကောင်လုံးပြန်ထုမယ်ကွာနော်အဲ့တော့အားလုံးလူညီတဲ့ခါကျတော့အဲ့ဆက်ရန်နေရတက်အင်းတကောဆက်ရန်နေရတက်ကနေပြီးတော့သူတို့ထွက်ပြေးလာနိုင်ခဲ့တယ်ပေါ့ဗျာနော်အဲ့တော့ဆိုလိုချင်တာကဘယ်သူမှယုံလို့မရတော့တငယ်ချင်းကခေါ်ပြီးတော့ရောင်းစားလိုက်တာရှိရင်လာပို့ပေးနိုင်တော့30ရတယ်
အဲ့တော့ပိုးစုပတ်ဆက်ကိုဒီကျွန်တော်တို့ဒီပေါ်တာဘေးပေါ့ပေါ်တာကတ်ဘေးကြီးတော်တော်လေးကိုစိုးပါတယ်အဲ့တော့အားလုံးကိုကျွန်တော်ပြောချင်တယ်သိန်း120ပေါက်နေပြီကိုမမောင်းတဲ့နော်အဲ့တော့ဖြစ်ပြနေရတဲ့အားလုံးကတော့အခုတော်တော်ကြီးကိုစိုးနေတယ်ဒီကတ်ဘေးတွေရင်ဆိုင်နေရတာကလူငယ်တွေမှာမျောလင်းချက်တွေမဲ့နေတယ်ဩမြန်မာနိုင်ငံမှာဥမအောင်လိုင်းပြောသွားပါတယ်လေမြန်မာနိုင်ငံမှာလူဆွမ်းအရင်မြစ်တွေကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးပြောချင်ပါသေးတယ်ပြောမှာနော်ပြောရှိဟုတ်ကဲ့40ထိုင်ပြောတယ်ဗျာဒီပုဂ္ဂိုလ်ကိုလူဆွမ်းအရင်မြစ်ဆိုတော့ကျမ်းမာတန်ဆွမ်းသောရေးချင်းရှိသောလူဆွမ်းအရင်မြစ်ကိုပြောတာအခုမြန်မာနိုင်ငံလူငယ်တွေကဘိန်းစားနဲ့ငပဲ့နဲ့ငရွက်နဲ့နော်အဲ့လိုမျိုးတွေအကုန်လုံးဖြစ်နေပြီနော်ဘိန်းစားငပဲ့ငရွက်ဒါတွေပဲရှိတော့တယ်တော်တော်များများဖြစ်နေတာပေါ့ဗျာနော်အကုန်လုံးတော့မဟုတ်ပါဘူးအဲ့တော့လူငယ်တွေအခန်းကဏ္ဍမြန်မာနိုင်ငံရဲ့လုပ်သားအင်အားလုပ်သားစည်းကွက်ကိုတနည်းအားဖြင့်ပေါ့ဗျာနော်လုပ်သားခေါင်းမဥမင်းအောင်လားအဲ့ဒီရီမန်းချက်သူမှရှိတယ်မြန်မာနိုင်ငံရဲ့လုပ်သားစည်းကွက်ဈေးချိုတယ်ပေါ့အဲ့တော့လုပ်သားခေါင်းဖြစ်နေသူကသူ့လုပ်သားကိုသူပြန်ကြည့်ပါအောင်နော်ဘိန်းဆွဲတဲ့သူတွေနော်ကေဆွဲနေတဲ့သူတွေဂိမ်းဆွဲနေတဲ့သူတွေအကျင့်စာရိတ္တပြပြသူတွေအချင်းချင်းရိုက်ပုတ်နေတဲ့သူတွေမြန်မာနိုင်ငံမှာအဲ့လိုမှမလုပ်ဘဲနဲ့ဟလာမမိုက်မကန်းလို့ရှိနေမြန်မာနိုင်ငံမှာရှင်သန်မှုမလွယ်ဘူးအဲ့လိုအခြေအနေမျိုးဖြစ်နေတာကိုဦးမင်းအောင်လိုင်းသူ့နိုင်ငံမှာလူဆွမ်းအရင်မြစ်တယ်အဲ့သူလူဆွမ်းအရင်မြစ်ကနိုင်ငံတကာမှာရှိနေလူဆွမ်းအရင်မြစ်တယ်ရှင်ကြည့်ပါနော်စံချိန်စံညောအရေးသေးလုံးဝမပြည့်မီတော့ပါဘူးလို့ပြောချင်တယ်ဟလားအဲ့တော့သမရနေရာယူပောက်ကရလူသမရတက်ဖြစ်တဲ့ခါကျတော့နိုင်ငံကစုပ်ပဲ့ကုန်တော့ဗျာနော်တော်တော်ဆိုးပါတယ်ကိုလူငယ်တွေကကြည့်တာနော်ဟိုရင်ကပေါ်တာဆွဲနေလို့ပြောတာတဲ့ဘောမတွေကမဟုတ်ဘူးဆိုပြီးတော့ဝါဒပြန်တာအခုကြတော့ပဲလို့လဲအဲ့တော့လူရုပ်မာတွေကနိုင်ငံကိုအုပ်ချုပ်နေတော့တောကြောင်လက်ကောင်းခတ်ပြီးနိုင်ငံပျက်စီးနေပြီဟုတ်တယ်အရှိတရားတိုင်းကျွန်တော်ပြောမှာပေါ့နော်အဲ့တော့ဒါကစစ်မှုတန်းဘေးကပ်ဘေးဆိုင်နေတာအဲ့တော့ဦးမင်းအောင်လည်းအုပ်ချုပ်တဲ့နိုင်ငံမှာဒါလည်းသူတို့မရှင်းဘူးရှင်းချင်းလည်းမဖြစ်ဘူးဒါမျိုးပြောလိုက်တော့ဟိုတနေ့ကဒါနဲ့ပတ်သက်ပြီးညှိတာဖြစ်မှာပါကျွန်တော်ကြည့်ရတော့ကိုကျော်မျိုးမင်းအခုလိုမျိုးပေါ့ကျွန်တော်ကြည့်တာတော့ဟိုကိုကျော်မျိုးမင်းခံဝင်လောက်ထိုးပြီးပြန်လွတ်လာမယ်လို့ကျွန်တော်မျှော်လင့်တယ်နော်ဒါမျိုးမျှော်လင့်တယ်ဘာကြောင့်လဲဆိုတော့ကိုကျော်စိုးဦးဆိုဒါမျိုးအချိန်ချင်းခံခဲ့ရအချိန်ချင်းခံပြီးနောက်ပိုင်းကိုကျော်စိုးဦးလုံးဝတက်မှတ်ရဲတဲ့ဘဝတော့မရောက်တဲ့ဘဝတွေရောက်သွားတာဘာကြောင့်လဲဆိုတော့တနည်းအားဖြင့်ခေါ်မေးတယ်ခေါ်စစ်တယ်ခေါ်ပြီးတော့ထိမ့်တယ်ဆိုရင်တနည်းအားဖြင့်ဘောမဇက်သွင်းတာပါနော်ဘောမဇက်သွင်းမင်းမဟုတ်လားဆိုတော့ဇက်သွင်းတာပါအဝေးမကြည့်ပါနဲ့ဒါမျိုးဇက်သွင်းခံတာဘယ်နှယောက်ရှိလဲဆိုကျွန်တော်ပြောပြမယ်နော်ပထမဦးဆုံးသွင်းခံတာကိုကျော်စုတစ်ခေါက်သွင်းခံတစ်ခေါက်သွင်းခံတာခေါက်သွင်းတဲ့ခါကျသူလည်းဘောမဇက်ဝင်သွားတာပါနော်ဘောမဇက်ဝင်သွားတယ်ဒုတိယသွင်းခံတာကကျွန်တော်ကြည့်တာဘူးလက်ဦးလာဆွေလည်းသူလည်းပြောပါတယ်သူလည်းပြောတယ်ပြောချင်တယ်ဒါပေမဲ့အဲ့လိုပြောတော့မယ်ခေါ်မဆိုတော့အယောင်ပြောင်းတော့မယ်ပဲဖြစ်ပေါ့နော်ပြည်သူဘက်ကရက်တည်တော့မယ်ဆိုလို့ရှိရင်တခါလဲထိမ့်ခေါ်ယူပြီးတော့ဘောမဇက်သွင်းပါလိမ့်ဘောမဇက်သွင်းအခုလည်းကိုကျော်မျိုးမင်းအခုဘောမဇက်သွင်းနေပါပြီအဖြစ်မနေသူ့အနေနဲ့မရင်မအောင်လားမလားဆိုတဲ့ပုံစံမျိုးမှာဇက်သွင်းနေကောင်း brain wash လုပ်နေပြီနော်အဲ့တော့ brain wash လုပ်ပြီးသူတို့ပြန်ပြီးတော့လွှတ်ပါလိမ့်မယ်နော်အဲ့ဒါတခုပေါ့ဗျာနော်အဲ့တော့ဒါကသူညိတာလည်းတခုတော့ဖြစ်နိုင်ပါလေကျွန်တော်တို့ရဲကိုတခါတည်းဒီစစ်မှုထမ်းဆွဲတဲ့ကိစ္စတွေဒါတွေကိုသူကဖြောင်းမတ်ပြောလာတဲ့အခါမှာတော့ကိုကျော်မျိုးမင်းခင်ဗျာမှာအခုတင်းဆောင်းတော့မဲ့ပုံစံမျိုးဖြစ်သွားတာဟုတ်တင်းဆောင်းတော့မဲ့သူတို့ဘောလန်ကနေတင်းဆောင်းတော့မဲ့အခြေအနေမှာသူတို့ပြန်ထိန်းသိမ်းရပါတယ်ထိန်းသိမ်းပြီးရင်တရက်နေ့ကနေပြန်လွတ်မယ်လွတ်ရင်ပြင်ရောက်လာလို့ရှိရင်ချက်ချင်းနိုင်ငံပြန်ပြီးတော့နော်အဲ့တော့အကြီးတန်းနေကြသူတို့ထိန်းသိမ်းတယ်ပြန်လွတ်ပါတယ်နော်ကိုကျော်စိုးလည်းဟိုမှာအထက်မှာနည်းနည်း brain wash လုပ်ပြီးပြန်လွတ်ပေးလိုက်တယ်ကိုဦးလာဆွေကြီးကိုလည်း brain wash လုပ်ပြီးပြန်လွတ်ပေးလိုက်တယ်လို့ကိုကျော်စိုးလည်း brain wash လုပ်ပြီးပြန်လွတ်ခံရတယ်မယ်လို့ကျွန်တော်ယူဆပါတယ်နော်အဲ့တော့ခုတော့ကိုရွှေမျိုးဝင်းလွတ်လာပြီလို့ကြားသိရတယ်ကိုကျော်မျိုးဝင်းဆိုတာလည်းခင်ဗျားသိချင်မှသိလိမ့်မယ်သူကလိုက်နေပါလေသူလည်းဗျာမုံမင်းသားဘူးလေကိုဘူးလေမင်းသားတယောက်ရှိရလေကျွန်တော်လည်းအဲ့နာမည်တွေကနည်းနည်းခတ်တယ်ကျွန်တော်နာမည်မှတ်မိကြောက်စိတ်မစွန်းနဲ့နော်ကျွန်တော်ခါကြကျွန်တော်နာမည်တွေကများတဲ့ခါကြကြက်သွားခင်ဗျားလည်းနာမည်ကလေခင်ဗျားတို့ခတ်တာလေဟိုဒီရင်မကွဲပဲကွဲပါအဲ့လိုမျိုးပေါ့နာမည်တွေကဟိုသားလေးဒီသားလေးဆိုတဲ့ခါကျကျွန်တော်နာမည်တွေကများတယ်မှတ်သားထားနော်အဲ့တော့ကိုရှင်မျိုးဝင်းကအဲ့လိုမျိုးပေါ့မင်းသားတယောက်နဲ့သူက live ပြန်ပါလေကိုမင်းအောင်ဆိုနဲ့ live ပြန်တယ်နော်အဲ့လိုနဲ့ပုံကတော့ပြန်လွတ်လာပြီးတော့ကြားသိရတယ်အဲ့တော့သူလည်းအထဲမှာပုံစံသွင်းလိုက်ပြီလားတော့မသိဘူးအဲ့
ပုံစံသိမ်းလိုက်ပြီလားဒါပေမဲ့ဒီဘက်ကိုပညာကိုရွှေမျိုးဝင်းဟာဉာဏ်ပညာထက်မြက်တဲ့သူတရားပါအမှန်တရားနဲ့ပတ်သက်ပြီးတော့သူဘယ်တော့မှနောက်ဆုံးမယ်လို့တော့ကျွန်တော်မထင်ဘူးခဏပေါ့နော်ဟိုသူတစ်ခေါက်လည်းမဟုတ်ပါဘူးနှစ်ခေါက်လည်းမဟုတ်ပါဘူးသူထိတာနော်အဲ့တော့အဲ့ဒါကတခုပေါ့ဗျာနော်အဲ့ဒီကပ်ပေးကြီးကိုရင်ဆိုင်နေရပြီအဲ့တော့ဦးမြောင်လိုင်းလက်အောက်မှာအရန်ကိုပြည်သူလူထုကဘာဘယ်ဘွားရောက်နေလို့ဆိုချင်ကပ်ပေးကြီးကိုရင်ဆိုင်နေရတာမင်းဆိုမင်းညစ်ပုံဗျာမင်းဆိုမင်းညစ်တန်အောင်ခံနေရတာပေါ့အဲ့ဒါတခုပေါ့ဗျာနော်နောက်ထပ်ကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုလို့ရှိရင်တော့စစ်မှုထမ်းကြီးဗျစစ်မှုထမ်းကြီးတွေကလည်းပိုးစိုးပတ်ဆက်ကောက်နေကြပြီဗျာကောက်နေတာလေအဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာသတင်းရလည်းရှိတယ်ဗျာသတင်းရလည်းရှိတယ်ခဏလေးမကွေးမျိုးနဲ့တဲ့အင်းနဲ့ကြီးရမှာ6000ခွဲကောက်တဲ့အကိုရတဲ့နော်16000ကောက်တယ်တဲ့တလောက်မြင်ကွင်းရဲစခန်းကိုတိုင်တယ်တိုင်လေးရိုက်လေးထူလေးပါပဲထူနှက်ပြီးတော့တောင်းလာပါတယ်ဗျာနော်နေသိန်းကြော်တက်အောင်နော်မိုးစောဇော်လက်ဝင်းဘိုအုပ်စုဖွဲ့ပြီးတော့ကိုနော်မဖြစ်မနေပေးနေမဖြစ်မနေတောင်းနေတဲ့ပုံစံမျိုးတွေဖြစ်နေပြီ6လတိတိပေးနေရတယ်ဗျာတဲ့ဒါတော့စစ်မှုထမ်းကြီးကိုခံနေရအဲ့တော့လွတ်တော်လဲသွားပြီးတော့လွတ်တော်ထိုင်နေတဲ့သူတွေဒါတွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့နည်းနည်းပြည်သူဘက်ကရက်တီဖို့လဲဝေညောင်းဗျာနော်လွတ်တော်ကိုယ်စားလှယ်ထဲမှာကျွန်တော်သုံးပုံပေါ်တပုံလောက်ကတော့အကောင်းပါပဲဆိုလို့ကျွန်တော်တို့ကပြည်သူရွေးချယ်ပြည်သူကိုယုံကြည်တယ်ပြည်သူကရွေးမှသူတို့လွတ်တော်ကိုယ်စားလှယ်ဖြစ်မယ်ဆိုတော့သူတို့ယုံကြည်တယ်လေအဲ့တော့ပြည်သူရဲ့အကျိုးစီးပွားကိုဆောင်ရွက်မယ်လို့မျှော်လင့်တယ်ဒါပေမဲ့လွတ်တော်ထဲမှာနောက်ထပ်နှစ်ဖွဲ့ရှိတာဟုတ်နောက်ထပ်နှစ်ဖွဲ့ရကြတော့အဘဘောမှာဘူးတယ်နော်လက်ညှိုးထောင်ကောင်းချင်းပါအုံနောက်မှမရှိဘူးလို့သူများပြောရင်လည်းပြောငါတို့ကတော့အောက်ချက်ကိုမရှိတာဆိုတဲ့ပုံစံအချက်ကိုမရှိတာဆိုတဲ့ပုံစံအဲ့တစ်ဖွဲ့နောက်တစ်ဖွဲ့ရကြတော့ငါတို့လွတ်တော်တွေကိုမင်းတို့ရွေးမရွေးငါတို့ကရောက်မှာပဲနော်ငါတို့ကလွတ်တော်ထဲမှာဒီခုံတော့ကအစင်းဖြစ်နေပြီသားနော်ဘလို့နည်းနဲ့ပဲဖြစ်ဖြစ်ငါတို့ကရောက်မဲ့အုပ်စုတွေဖြစ်တဲ့ကြောင့်မို့ပြည်သူတွေပိုင်းငါဒူးဆိုင်စရာမလိုဘူးနော်လွတ်တော်ထဲမှာအေးဆေးလက်လာစာယူစားမယ်ဆိုတဲ့အုပ်စုတွေရှိတာနော်အဲ့တော့အဲ့ထဲမှာကျွန်တော်တစုတော့တွေ့ပါတယ်ပြည်သူတွေကောင်းရမွန်ရကောင်းမွန်ဆောင်ရွက်ပေးနေတဲ့အဖွဲ့ရှိတယ်အဲ့အဖွဲ့ကိုကျွန်တော်ပြောချင်တယ်ဗျာအခုလိုမျိုးပြည်သူတွေခံနေရတဲ့ကိစ္စလေးကိုလွတ်တော်ထဲကနေပြီးတော့ပြည်သူတွေပြောပေးစေချင်ပါတယ်နော်ပြည်သူတွေတော်တော်လေးခံနေရပြီဒါကတော့မင်းပြင်းမင်းထန်ဟလားမင်းဆိုမင်းညက်တန်ခံနေရတော့ပြည်သူတွေရဲ့ဘဝပေါ့ဗျာနော်ပြည်သူတွေခုစကြည့်ဗျာဒီလောက်လှုပ်လို့မှအဲ့လောက်မရအောင်တောင်းတာတွေပို့ဆိုပတ်သက်တောင်းတယ်နော်အဲ့ဒါကတခုပေါ့ဗျာနော်ဒီကြားထဲမူရစ်စေဝါမူရစ်စေဝါနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကလုပ်ပြတယ်မီးတွေရှို့ပြတယ်နော်မူရစ်စေဝါမီးရှို့ပြအမှန်တကယ်အပေါ်ပင်နေပါပဲနော် popular တုပ်ရက်တွေပါပဲအမှန်တကယ်ကတော့အခုကိုပိုင်ရောင်းစားနေတဲ့အုတ်ချုပ်ရည်မှုနော်အုတ်ချုပ်ရည်မှုခဏလေးကျွန်တော်ပြောပြမယ်ညောင်လေးပင်ခရိုင်တဲ့နော်တန်တရာစံပြကြီးရွာတဲ့၄ရက်ကွက်အုတ်ချုပ်ရာအိမ်မှုပေါ့အုတ်ချုပ်ရည်မှုတော့မဟုတ်ဘူးသူကရာအိမ်မှုစင်မော်တော်ကအုတ်ချုပ်ရည်မှုရဲ့ပါဝါနဲ့ဆေးတွေဖြန့်နေတယ်အဲ့တော့ကိုယ့်ရဲ့အထဲမှာပဲဒါမျိုးတွေဖြစ်နေတာမကောင်းဘူးဗျာနော်အဲ့တော့အခုမြန်မာပြည်သားတွေခံနေရတော့ကပ်ဘေးကြီးပေါ့ဗျာမင်းပြင်းမင်းတန်ဘေးတွေခံနေရပါဗျာနောက်ထပ်ဘာတွေခံနေရသေးလဲဆိုတော့အကောက်ခွန်ပေါ့အကောက်ခွန်ဆိုလို့ရှိရင်လည်းပိုးစုပတ်သက်ခံနေရတယ်ဆိုလိုချင်တာဗျာမိမိတာကကြတာမှထားပါ2600ဆိုရှင်တို့ကနောက်ထပ်2ဆလောက်ကဘယ်ကဘလို့ရောက်လာမှမသိအောင်လို့ကောက်တာတွေရှိနေတယ်အဲ့တော့မိမိတာကတွေကိုပိုးစုပတ်သက်ကောက်နေခြင်းဟာဒီတော့ကျွန်တော်ကြားဖြန့်တော့ခင်ဗျားတို့ဝင်အုတ်ချုပ်ရည်ရန်နေရာကြီးကိုလည်းကြားဖြန့်နေဖြစ်နေပြီလားဗျာနော်ကြားဖြန့်တိုက်ဖြတ်ဆိုခင်ဗျားတို့ကိုယ့်အစိုးရကိုပြန်တိုက်ဖြတ်မှရမှာ။ဘာကြောင့်လဲဆိုတော့ကြားဖြန့်ကောင်းဆောင်ကြီးဥဆောင်နေတယ်လို့ဖြစ်နေဦးမယ်။ကျောင်းနိုင်ငံအချက်တွေကွဲနေပါပြီဗျာ။ဗမာဟေ့ဆိုဟာကြားဖြန့်ဆိုပြီးလက်ညှိုးထိုးခံမဲ့ဘွားကြီးရောက်တယ်နော်။ဟုတ်လားဗမာဆိုလို့ရှိရင်မြန်မာပြည်သားဆိုလို့ရှိရင် AR တိုင်းကြောက်ကုန်းမျိုးနယ်ကနော်ကံကလေးအုပ်စုမှာလည်းတဲ့8000 သိန်းကောက်ကြပါတယ်အကိုရဲ့တဲ့ဟာပိုးစုပါစက်ကောင်းနေတယ်ကြည့်ပါဦး